တောထဲမှာဇွန်တွေအချစ်တွေဖွင့်ရနေကြတဲ့ရိုမန်တစ်ဆန်တဲ့ချိန်လေးဟာဖုန်းညရာတစ်ခုကြောင့်ပျက်စီးသွားပါတယ်။ဒါဟာလွန်ခဲ့တဲ့၈နှစ်ကရုပ်ရှင်တကားပဲရိုက်ခဲ့ပြီးအခုတော့ကြော်ညာတွေပဲလိုက်ရနေရတဲ့ဒန်ဆိုရဲဒရိုက်တာရိုက်ကူးနေတဲ့ကြော်ညာတစ်ခုပါ။နားကျင်မှာဒန်ကလောဘော်ကန်ဘက်တွေကိုသူနဲ့သူ့ဇနီးတို့တောထကအိမ်လေးကိုအပတ်မြစ်ခီးသွားမဲ့ကြောင်းသူ့ဇနီးကတောင်တရတာဝါသနာပါပြီးအဲ့ဒီတော့ကဘလောက်အနေများကြောင်းတကူတကအလေးနဲ့ထားပြောဆိုနေခဲ့ပါတယ်။လောက်ပြီးတော့ကားပေါ်မှာတယောက်နဲ့တယောက်လှုပ်ဝက်ဖုံပြောပြီးအစီအစဉ်တိုင်းမဲ့နော်လို့အတီးပြူလိုက်ပါတယ်။သူကားဘေးခုံမှာတော့တံပြက်လာတဲ့ရမင်းနဲ့ကြိုးတွေထည့်ထားတဲ့အိတ်တဲ့ရှိနေပါတယ်။အိမ်မပြန်ခင်တန်းဟာဘိုးဘွားရေးသားကသူ့အဖေမိုက်ကယ်စီသွားလဲပြီးခရီးသွားမဲ့အကြောင်းနဲ့တောထဲမှာအနေများတဲ့အကြောင်းထပ်ပြောပြပါတယ်။အဲ့ဒီချိန် TV မှာလူသက်သမားနှစ်ယောက်ထောင်မောက်ပြေးတဲ့သတင်းကလာနေခဲ့တယ်။အင်ရောက်တော့တန်ကဟဝဲ PCA ကိုကောင်းနောက်ဖုန်းနဲ့ဆောင်းထဲအုပ်ပြီးဝတ်ထားပါတယ်။အဲ့ဒါကိုအနီနာချင်းကြီးချေကမြင်သွားပြီးပျော်စရာကောင်းတဲ့မဲလက်ခီးစင်းဖြစ်ပါစေလို့နှုတ်ဆက်တာကိုဒန်ကထူးဆန်းနေခဲ့ပါတယ်။ပြီးတော့သူ့ဇနီးလီဆာကားပေါ်တက်လာတဲ့အခါဒန်ကတောင်းတသွားကြမယ်လို့အသက်ကြီးကျယ်နဲ့အော်ပြောလိုက်တယ်။တကယ်တော့သူတို့လင်မယားဟာတယောက်ကိုတယောက်ကြည့်မြပဲအဆင်မပြေကြပါဘူး။လန်ခီမှလည်းတယောက်ကိုတယောက်ရွယ်ဆောင်ပြောဆိုရင်တချင်းလိုက်နေလူပြောင်းနေခဲ့ကြတယ်။လီဆာကမင်းသမီးဖြစ်ချင်သူမို့စကားမပြောချင်တာနဲ့ပြတ်သက်စညွန်ဖတ်နေခဲ့တယ်။လီဆာကပြတ်သက်ရိုက်တာကိုဆက်လိုက်တဲ့အခါဒန်ကသူ့ကိုဆောင်းမပြောဆိုရဆိုပြီးရံပွဲထပ်ပြကြပြန်ပါတယ်။နောက်ဆုံးတော့လီဆာကခီးလေးမှာအေးစစ်စစ်နေရအောင်အပြင်မလောက်ပဲဖြစ်ဖြစ်ပြောကြောင်ဆောင်ပေးဖို့တောင်းဆိုခဲ့တယ်။အိမ်လေးကိုရောက်တဲ့အခါလီဆာကဝိုင်းတောက်ပြီးနားနေပေမဲ့ဒန်ကတော့ပစ္စည်းတွေတက်ထဲနေခဲ့တယ်။ပြီးတော့မြောက်ခန့်ကိုသွားတက်တာကိုဖွင့်ပြီးအမဲလိုက်လက်နက်တွေရှိသေးလားဆိုတာကိုစစ်ဆေးခဲ့ပါတယ်။ဒန်ကအင်တန်ရှင်းလုံးနေချိန်လီဆာကတော့အိပ်ပျော်နေခဲ့တယ်။ကျမ်းပြင်မှာစားချင်းစားချက်တွေတွေ့လို့ဒန်ကကြွက်တွေစားတာလို့ထင်နေပြီးသူ့ဆွဲတာတက်ထဲပျောက်ဆုံးနေရကြလို့လည်းသတိပြုမိလိုက်ပါတယ်။ညစာချက်တဲ့အခါဒန်ကလီဆာကျက်သွမြူလှီးတာကိုအပြစ်ပြောလို့ရံဖိချပြန်ပါတယ်။ရေကန်ပေးမှညစာစားတော့ဒန်ကလီဆာအကြိုက်ဆုံးစတိတ်ကိုအထူးမှပေးထားတာလို့ပြောပေမဲ့လီဆာကစတိတ်ကသူ့ကြိုက်ဆုံးမဟုတ်ဘူးလို့ညင်းတာကြောင့်စကားများကြားပြန်ပါတယ်။ညစာစားပြီးကစားနေကစားတော့လေဒန်ကဘသူမှမသိတဲ့ဆလုံးဆန်းတွေသုံးလာလို့လီဆာကစိတ်ပြက်ပြီးအိပ်ရဝင်သွားခဲ့တယ်။ဒန်ကတော့ရေကန်ပေးမှရက်တော့ရင်အမုန်းတရားတွေကိုဖြေနေခဲ့တယ်။နောက်တနေ့မနက်မှာဒန်ကတောထက်ကကြောက်ခဲတွေကိုကောက်ပြီးအိတ်ထဲထက်ကဆက်လီပေါ်မှာတပ်ဝတ်ထားခဲ့တယ်။ပြီးတော့ကားနောက်ဖုံးကပစ္စည်းတွေကိုမြောက်ခန်းနဲ့ယူလာခဲ့လိုက်တယ်။တတိရှိအောင်ရက်တော့ပြီးကိုရိုဖုံးမေသေးဆွထားတဲ့လက်ကင်ပွားနဲ့လီဆာစီအသားလေးကတ်သွားပါတယ်။ဒါပေမဲ့ဒန်တိုက်ခိုက်မလို့လုံးနေတဲ့အချိန်မှာပဲလီဆာကချက်ချင်းလှည့်ပြီးလျှက်စစ်တုံးနဲ့တိုးလိုက်တာကြောင့်ဒန်လဲကျသွားခဲ့ပါတယ်။ဒန်သတိရလာတော့ကလထိုင်မှာကျွတ်ထုတ်ခဏပြီးကြောက်လုံးလို့ဘောင်းမီတဲ့သေးတွေပါထွက်ကြနေပါတယ်။လီဆာကမေးဆေးကြောင်းပြီးတော့ဒန်ကတန်ရှင်းဆေးလိုလိမ့်ပေမဲ့လှေပေါ်ကကြောက်ခဲတွေနဲ့မြောက်ခန်းကပစ္စည်းတွေအကြောင်းမိသွားခဲ့ပါတယ်။ဒါကဆင်ကြီးစင်လက်လေးပေးနေတော့လွှကိုသွားနဲ့ကိုက်ပြီးဖြုတ်ဖို့လုပ်ပေမဲ့လွှလက်ကင်ကကျွတ်ထွက်သွားပါတယ်။လီဆာကတနက်တက်လက်နဲ့ပြန်လာပြီးဒန်ရဲ့အစီအစဉ်ကိုရိပ်မိကြောင်းပြောပြခဲ့တယ်။ဒန်ကလီဆာကိုမေးဆေးတိုက်ကြောက်ခဲတွေနဲ့ချီပြီးရင်းနှစ်သက်ဖို့ကြံစီတာပါ။လွှကတော့လူတေကောင်ကရေပေါ်ပေါ်လာတက်လို့အပန်းမခုတ်တစ်ပြီးရေထဲချဖို့အတွက်ဖြစ်ပါတယ်။ပြီးရင်တော့မိမတော်ထဲမှာပျောက်သွားပါတယ်လို့လိန်လည်ဖို့ကြံစီထားတာပါ။လီဆာကဘာလို့တက်ချင်ရတာလဲလို့မေးတော့ဒန်ကလီဆာဖောက်ပြနေတာကိုသိလို့ဖြေပါတယ်။လီဆာကသူတို့လင်မယားအတူမနေရတာ2နှစ်ရှိပြီလို့ပြောအောင်ပါတယ်။ဒန်ကလည်းလီဆာကအမြဲတမ်းပြစ်ချပြီးသူ့ကိုကလေးတယောက်လိုဆက်ဆက်နေလို့ပြန်ပြောခဲ့ပါတယ်။လီဆာကလည်းဒန်ကဘာမှဖြစ်မအောင်မလုပ်နိုင်တဲ့ဖော်ကောင်မှုလို့ပြန်ပြောပါတယ်။တကယ်တော့လီဆာမှလည်းဒန်ခီးမထွက်ခင်ကတည်းကအသက်ဖို့အစီအစဉ်ရှိနေခဲ့တာပါ။လီဆာကအနီနာချင်းရစ်ချက်ကိုဒန်မဲလိုက်သွားရင်အနေများတယ်လို့ပြောပြထားခဲ့ပါတယ်။အဲ့ဒီချိန်မှာဒန်ရဲ့တငယ်ချင်းဟောင်းထောင်ထွက်ဟင်နရီရောက်လာခဲ့ပါတယ်။လီဆာကဒန်တနက်မှပြစ်ပြီးတည်သွားတဲ့ပုံစံမျိုးဖန်တီးဖို့ကြံစီထားတာမို့သူတို့နှစ်ယောက်ဘသူကပိုပြီးဝမ်းနဲ့ပူဆွေးပြနိုင်မလဲဆိုတာကိုတယောက်ဆောင်ပြန်ကြပါတယ်။ဒန်ကအရင်မျက်ရည်ကျအောင်လုပ်နိုင်လို့လီဆာကစိတ်တူပြီးတနက်တင်နဲ့ရိုက်လိုက်ပါတယ်။အဲ့ဒီချိန်မှာဟင်နရီကနောက်ကနေရောက်လာပြီးလီဆာကိုတူးနဲ့ထုပြီးသတိမိသွားအောင်လုပ်လိုက်တယ်။လွန်ခဲ့တဲ့9ရက်ကဒန်နဲ့ဟင်နီတို့ကစားကွင်းတစ်ခုမှတွေ့ပြီးလီဆာကိုတတ်ဖို့ဒန်ကငွေဝေစုပေးမယ်လို့ကန့်လန့်ခဲ့တာပါ။လီဆာမှာအာမခံဒေါ်လာ3သိန်းရှိပြီးဟင်နရီကိုတဝက်ပေးမယ်လို့ဂရီပေးခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာလီဆာကမြောက်ခန်းနဲ့တတိယလာပြီးကျိုးတွေကိုယုံပါတယ်။ဒန်ကလီဆာကိုဘာလို့သူ့ကိုတက်ချင်ရတာလဲမေးတဲ့အခါမှာတော့လီဆာကဒန်ဟာအာနာရှင်ဆန်ပြီးအကိုမရတဲ့သူဖြစ်ကြောင်းဒန်ကြောင့်အလုပ်တွေထွက်ခဲ့ရပေမဲ့ရုပ်ရှင်ထဲမှာလည်းအခမ်းမပေးတာကြောင့်ဒန်ကပတ်စံတွေကားတွေအိမ်တွေပါအကုန်ဖုံးပြစ်ခဲ့လို့ကွာရှင်းရင်အောင်အကျွေးတွေနဲ့ကြံခဲ့မှာမို့လို့အော်ပြောလိုက်ပါတယ်။
ဒန်ကလီဇာသူ့ကိုအာမခံကြီးအတွက်တတ်မလို့ဆိုတာတည်သွားခဲ့တယ်ဟင်နရီကဒေါ်လာ9000ရမယ်လို့ပြောတဲ့အခါလီဇာကအာမခံကြီးကတကယ်တော့ဒေါ်လာ1000တန်တာလို့ဖွင့်ပြောလိုက်တယ်ဟင်နရီကိုတဝက်ပေးမယ်လို့လီဇာကဆွဲဆောင်တဲ့အခါဒန်ကလည်းပို့ပေးမယ်လို့လူပြောကြပါတယ်နောက်ဆုံးဒန်ကဟင်နရီကိုလူပုတ်ရာကနေတနက်ချင်းလူရင်ဟင်နရီတနက်မှန်ပြီးတည်သွားခဲ့တယ်ဒန်နဲ့လီဇာတနက်လူရင်အိမ်နှံ့လိုက်တန်းဆွဲတန်းကစားကြပါတော့တယ်ဓာတ်တွေနဲ့ပြည့်တနက်တွေနဲ့ပြည့်ရင်အိတ်ခမ်းထဲမှာလုံးထွေးတပုတ်နေတော့တနက်ကအပေါ်မျက်နှာချက်ကိုမှန်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာအပေါ်ကနေအော်တန်ကြီးကြားလိုက်ရပြီးမျက်နှာချက်ပြကြကလူ၃ယောက်သူတို့ပေါ်ပြုတ်ကြလာပြီးအားလုံးသတိမေ့သွားကြတယ်လွန်ခဲ့တဲ့၃ရက်ကအေဂရာပီနဲ့တော့ဆိုတဲ့ရာဇဝတ်သား၃ယောက်ကထောင်ကနေထွက်ပြေးလာကြတာပါသူတို့တောထဲမှာပုတ်နေရင်ဒီအိမ်ကိုတွေ့လို့တောက်ကလောက်ရှာပြီးခိုးဝင်ပုတ်နေကြတာဖြစ်တယ်အိမ်ထဲကအစားအသောက်တွေစားဝတ်စားတွေခိုးဝေးကြတာသူတို့ပဲဖြစ်တယ်ဒီမန်းနှစ်ယောက်ရောက်လာတော့သူတို့အပေါ်တက်အမိုးနားမှာကတ်နေပြီးပုန်းနေကြကြတာပါအခုကတနက်ပစ်လိုက်တော့တောရဖင်ကိုတနက်မှန်ပြီးခုံပွားရာကနေမျက်နှာကျက်ပြိုကျပြီးပြုတ်ကျလာတာဖြစ်တယ်အခုတော့ရာဇဝတ်ကောင်၃ကောင်ကဒန်နဲ့လီဇာကိုမြောက်ခန်းထဲမှာပြန်ချီထားလိုက်ပါတယ်သူတို့ကလေမြန်းနှစ်ယောက်ကိုရနိုင်ပေးပြီးဒန်ကိုမြောက်ခန်းထဲမှာဝိုင်းနှိပ်ဆက်ကြပါတယ်အဲ့ဒီချိန်မှာပီကနေရန်ကရုပ်ရှင်ပိုစတာကိုမြင်ပြီးဒါဟာဒန်ရိုက်ခဲ့တဲ့ရုပ်ရှင်မသိတော့သူရန်ကြိုက်တဲ့ရုပ်ရှင်မို့လို့ဆိုပြီးဒန်ကိုသဘောကျသွားခဲ့ပါတယ်ဒါပေမဲ့တော့ကတော့ဒန်ကိုဆက်ပြီးနှိပ်စက်ဖို့လုပ်တဲ့အခါလီဇာကသူတို့မှာလှုပ်ဝက်ဘန်ကောက်ထဲမှာဒေါ်လာ9000ရှိတယ်မနေ့ကျရင်ထုတ်ပေးမယ်လို့ပြောပြီးအသက်ဆွဲထားလိုက်ရပါတယ်ညဘက်မှာလီဇာကဒန်နဲ့အရင်ကချစ်ခဲ့ကြတာတွေကိုသတိရပြီးနောက်နောက်ရကဒန်ကိုတောင်းပန်ခဲ့ပါတယ်ဒန်ကတော့စကားပြောပဲဘီလီယံဘောလုံးတစ်လုံးကိုချိန်ထဲထည့်ထားလိုက်တယ်ပြီးတော့သေးပေါက်ကျင်တယ်လို့လိန်နေပြီးတော့ကိုခေါ်ပါတယ်တော့လက်မှာဒန်ကဘီလီယံဘောလုံးထည့်ထားတဲ့ချိန်နဲ့တော့ကိုထုပြီးသတိပေးအောင်လုပ်လိုက်ပါတယ်ဒန်ကလီဇာကိုကြွဖြစ်ပြီးအပေါ်တော့ကိုတက်ပြေးခဲ့ကြတယ်ဒါပေမဲ့ရာဇဝတ်ကောင်တွေနိုးလာပြီးသူတို့ကိုလိုက်ရှာခဲ့ကြပါတယ်လီဇာကကားစီပြေးပြီးမဲ့တော့မရှိလို့အိမ်ထဲပြောင်းဝင်ရှာရင်တော့နဲ့တိုးခဲ့တယ်လီဇာကအသက်ဘေးကလွတ်အောင်သူပိုက်ကြီးနေပြီလို့လိန်ပြောပြီးမဲ့တော့ကတော့မယုံခဲ့ပါဘူးဒန်ရောက်လာပြီးတော့ကိုတိုက်ခိုက်ခဲ့တယ်လီဇာကတော့ရဲ့နွဲကိုကိုက်ဖြတ်မျက်စိကိုရိုက်ဓာတ်တွေနဲ့ဝိုင်းထိုးပြီးနောက်ဆုံးမှာတော့ကတေသွားခဲ့ပါတယ်ကျန်တဲ့အေဂရာနဲ့ပီရောက်လာတော့ဒန်နဲ့လီဇာအပေါ်တက်မှာပုံနေလိုက်ကြတယ်ဒန်ကလီဇာကိုလှေတော့ပေးပြီးလွတ်အောင်ပြေးဖို့ပြောပေမဲ့လီဇာကဗိုက်ကြီးတာလိန်တာလို့ပြောပြပါတယ်ဒန်ကမင်းတယောက်ဆောင်တာတကယ်ကိုကောင်းတယ်လို့ချီးကျူးလိုက်တယ်နောက်ဆုံးတိုက်ပွဲမှာပီကဒန်ကိုမိသွားပြီးမျက်ရည်ဆက်တဲ့ခေါင်းထည့်ပြီးတတ်ဖို့လုပ်ပါတယ်ဒန်ကလက်နဲ့ကာရင်လက်ချောင်းချိုးပြတ်သွားခဲ့တယ်အဲ့ဒီချိန်မှာတချင်းတန်ကျဲကြီးနဲ့အတူကားတစ်စီးရောက်လာပြီးပီကိုတိုက်မိခဲ့ပါတယ်မောင်းလာတဲ့သူကဒန်ရဲ့ဖေမိုက်ကယ်ဖြစ်နေခဲ့ပါတယ်မိုက်ကယ်ကအင်နီနာချင်းစီကသတင်းကြားလို့ရိတ်တာကသူနာပြုဆရာကိုရိုက်နှက်ကကားတော့လို့ပြီးလိုက်လာခဲ့တာပါဒါပေမဲ့အေဂရာကမိုက်ကယ်ကိုနောက်ကနေဓာတ်နဲ့ထိုးပြီးပီကမိုက်ကယ်ကိုမျက်ရည်ဆက်တဲ့တွန်းချပြီးတပ်ပစ်လိုက်တယ်ဒန်နဲ့လီဇာကားပေါ်တက်ပြေးပြီးမဲ့ကားကတစ်ပင်ကိုဝင်နှိုက်မိပြန်ပါတယ်ဒန်ကအိမ်ထဲပြောင်းဝင်ပြီးဒန်ရရနေတဲ့အေဂရာကိုတနက်နဲ့ပစ်တက်လိုက်တယ်လီဇာကလှေပေါ်ပြစ်တက်ပြီးမဲ့ပီကလိုက်လာပြီးလှေကိုလူးမောင်းပါတယ်ဒန်ကလှေကျုပ်ကိုဆွဲရင်လှေပေါ်ရောက်လာပြီးပီနဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လီဇာကမကြီးတနက်နဲ့ပြစ်ဒန်ကပီကိုလုံးထွေးပြီးအိတ်ထဲကြောက်ခဲတွေထည့်ထားတဲ့အိတ်နဲ့ပီကိုရေထဲတွန်းချလိုက်လို့ပီရေနဲ့တည်သွားခဲ့ပါတယ်ဒါပေမဲ့ကျိုးကဒန်ရဲ့ခြေထောက်မှညှိနေလို့ဒန်မာရေထဲပါသွားမလို့ဖြစ်ပေမဲ့လီဇာကဖနက်ကိုချွတ်လိုက်လို့ဒန်တပ်ပိကနေလွတ်မြောက်သွားခဲ့တယ်အရာအလုံးပြီးဆုံးသွားတဲ့အခါဒန်ကရဲကိုဖုံးဆက်ပါတယ်လီဇာကဒန်ရဲ့ပစ်သွားတဲ့လက်ချောင်းတွေနဲ့လက်ထက်လက်ဆုပ်ကိုအိတ်ထဲထည့်ပြီးပြန်ပေးပါတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တပ်ဖို့ကြံစီခဲ့တာတွေကိုတောင်းပန်ကြပြီးအမှန်တရားကိုရင်ဆိုင်ဖို့လက်ချင်းဆုပ်ကင်လိုက်ကြပါတယ်ရဲတွေနဲ့သတင်းတော်တွေရောက်လာတဲ့အခါဒန်နဲ့လီဇာတို့ကကင်မရာရှေ့မှာအကြီးကျယ်ငွေယူပြီးတိုးဆောင်ကြပါတော့တယ်သူတို့ဟာရန်ချကြတဲ့လင်မယားတွေဖြစ်ပြီးရာဇဝတ်ကောင်တွေကြောင့်ခီးစဉ်ပျက်စီးကတယောက်ကိုတယောက်ကာကွယ်ရင်းဒဏ်ရာရခဲ့တာပါဆိုပြီးလိန်ညာပြောဆိုကြပါတယ်သူတို့ဇက်လန်ကမီဒီယာတွေမှာရန်ကိစ္စသွားပြီးတော်ရွှေတွေမှာလည်းဧည့်သည်ဖြစ်ဖိတ်ကြားခံခဲ့ရပါတယ်နောက်ဆုံးမှာတော့ဒီဖြစ်ရမှန်ကိုရုပ်ရှင်ဖြစ်ပြန်ရိုက်ကူရပြီးဒန်ကရိုက်တာလောက်ကလီဇာကခေါင်းဆောင်မီသမီးဖြစ်ပါဝင်သွေးဆောင်ပြီးအောင်မြင်မှုတွေအများကြီးရရှိသွားပါတော့တယ်